အကောင်းဆုံးလမ်းကိုရွေးရမှာပဲနှမိုးရှိတဲ့အချိန်ရှိမှန်းချက်ပန်းတိုင်းအောင်မြင်မှုများတွေအကောင်းဆုံးနေရာစိတ်ချယုံကြည်လိုက်ပါအခုကြည့်မမယ့်စီစဉ်ကတော့ high ကိုစတင်တည်ထောင်တဲ့ချိန်ကနေစတယ်အခုချိန်ကြီးကျောင်းအတွက်အဆက်လိုက်ရပံ့ပိုးကူညီပြီးအကြံဉာဏ်တွေပေးခဲ့ကြတဲ့ဆရာကြီးဦးအောင်မြင့်မြတ်နဲ့ဆရာကြီးဦးကျော်စောတို့ကိုဂရပီကြီးခံရလေးပဲဖြစ်ပါတယ်ခင်ဗျာ သူကတော့ N5 N4 N3 N2 ပေါ့နော်တောက်လျှောက်ဆောင်မေးခွဲတိုင်းမှာအစင်တိုင်းမှာသူကတန်းပြီးတော့အောင်မြင်ခဲ့ရတာပါ N2 အထိပေါ့နော်ကြောက်ရှုံးမှုမရှိဘဲနဲ့အောင်မြင်ခဲ့တဲ့ကျောင်းသားလေးတစ်ယောက်ကိုဒီနေရာမှာဂုဏ်ပြုပေးချင်ပါတယ်ရှင်နာမည်ကတော့စလိုင်းညီမင်းထွန်းကိုဂုဏ်ပြုပေးမယ့်အခမ်းအနားလေးပဲဖြစ်ပါတယ်ရှင် ဘယ်မမကိုခေါ်မှာလဲအရင်ပြောဘယ်မမကိုခေါ်မှာလဲကျွန်တော်မမ ဟိုလိုက်သွားပြီးရောတွေ့ကျင်တယ်လို့ရှိလားဘယ်လိုရှိရဗီဒီယိုလေးထားခဲ့တယ် International Education Center higher CLPT N3 စာမေးပွဲမှာအမှတ်159နဲ့နဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့မက်အစ်တစ်စင်ကိုဆုလက်ခံရရှိပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ JLPT N3 စာမေးပွဲမှာ154မှတ်နဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့မန်နင်းချယ်ရီအောင်ကိုလည်းဆုလက်ခံဖို့အတွက်ဖိတ်ခေါ်ပါခင်ဗျာJLPT N3 စာမေးပွဲမှာ150မှတ်နဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့မက်သက်မုံဘူးကိုဆုလက်ခံရရှိပေးဖို့အတွက်ဖိတ်ခေါ်ပါရှင်။ JLPT N4 စာမေးပွဲမှာရမှတ်180နဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့မတ်စုမြတ်မော်အားဆုလက်ခံရယူပေးပါရင်ဖိတ်ခေါ်ပါခင်ဗျာJLPT N4 စာမေးပွဲမှာရမှတ်160နဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့မောင်ဆိုင်ဆန်းအောင်ကိုဆုလက်ခံရရှိပေးဖို့အတွက်ဖိတ်ကြားပါရရှင်။ JLPT N5 စာမေးပွဲမှာ162မှတ်နဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့မမင်းမင်းတော်အားဆုလက်ခံရယူပေးပါရင်ဖိတ်ခေါ်ပါခင်ဗျာဆက်စရာစာတင်ရင်းနဲ့လည်းအဲ့လိုခိုင်းဝါတွေကိုလည်းပဲတခါတည်းတွဲပြီးတော့လေ့ကျင့်ပေးတယ်ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုတွေဂျပန်နဲ့ပတ်သက်တဲ့ဘူးတူတာတွေဆိုလို့ရှိရင်လည်းအများအား sharing လုပ်ပေးတယ်ဆက်စရာတပည့်တွေပေါ်မှာစာနဲ့ပတ်သက်ပြီးတော့ဘာတွေနားမလည်တဲ့ຢာတွေပဲရှိရှိဘယ်ချိန်မဲမေးအများအားစိတ်ရှိရှိနဲ့လားနေအောင်လို့မိုးရှင်းပြပေးပါတယ်ဆက်စရာ JMPT တို့နဲ့တက်တို့လို့ရေးကြီးဆောင်ဝဲတွေအတွက်ကိုလည်း listening နဲ့ reading တွေကိုစနစ်တကျနဲ့လေ့ကျင့်ပေးပြီးတော့ဆောင်ဝဲအတွက်လည်းဘာတွေကိုပြင်ဆင်ထားရမယ်ဘာတွေယူသွားရမယ်အဲ့လိုမျိုး
သေးစိတ်ဆောင်ရန်လေးတွေကစား teacher view site နဲ့ပြောပြပေးခဲ့ပါတယ်စန်းစီရဲ့အခုလိုမျိုးအတင်ပြကောင်းမှုတွေနဲ့ teacher လိုင်းညွှန်ပေးမှုတွေကြောင့်သမီးအခုလိုမျိုး GMPDN ကြီးမှာလည်းပဲအမှတ်ကောင်းနဲ့အောင်မြင်ခဲ့ပါတယ် သမီးကတော့ language school နဲ့တယ်လာပိုင်းတဲ့အတွက်ကိုရှိမမျိုးတို့စီရီအောင်မြင်ထားတဲ့အကြောင်းသူမှတ်အေးလေးတွေဖြစ်ပါတယ်ဆရာကြီးရဲ့အကြံဉာဏ်ရဲ့ပြီးသမီးရဲ့စိတ်ဝင်စားမှုရဲ့အကြောင်းအဲ့ကိုရှိမအကြောင်းကိုရွေးချယ်ပြီးတော့ language school ရှောက်ပြီးခဲ့ပြီးတခါလေးနဲ့ညာပြအောင်မြင်ခဲ့ပြီးတော့ COE ကိုလည်းတခါလေးနဲ့အောင်မြင်ခဲ့ပါတယ်ဆရာကြီးတို့ကတေတေချာနဲ့ interview training ကိုလည်းတေတေချာလုပ်ပေးခဲ့ပါတယ်ပြီးရင်ကျောင်းသားကျောင်းသူတွေကိုအမြဲတမ်းစာလုပ်နေဖို့အတွက်လည်းနောက်ကနေပြီးတော့တွန်းအားတွေပေးပါတယ်။သမီးအတွက်ကတော့ဒီ High International Education Center ရဲ့တင်နန်းကျောင်းကိုရွေးချယ်လိုက်တာကတကယ်ကိုမှန်ကန်ခဲ့ပါတယ်။ Higher, higher, higher. Chicken ငါစာချပန်ဘာသာစကားတို့သင်မယ်အရေးချင်းတွေ့ကြုံရင်ဆရာများဦးဆောင်တယ်ပုံမှန်တန်းခွဲမြင်ဆောင်နေကြောင်းတက်ဖို့ပါအတော့စီစဉ်ပေးတယ် Never promise so you high up like tell me what show you secondary day you table this a lot of lazy I never they chat them day Retreat now high up and Comes on me out sing church on chip တင်နန်းစတင်ဖွင့်လိုက်တဲ့အချိန်ကစပြီးတော့တင်နန်းပြီးဆုံးတဲ့အချိန်ထိတည့်ရမရှိဘဲနဲ့ဒီဇိုင်းနာနဲ့စူးစမ်းခဲ့ကြတဲ့အကြောင်းသူကျောင်းသားတွေရှိပါတယ် chip higher I got to love higher send out a demon higher wanna come to me higher now it's a station higher will I'm yazi higher to your babione higher but that's the count higher in the chip higher and I got to love higher Sanari Devi higher while I'm top you higher the noise is Satan higher will I'm yazi higher to your babione higher but that's the count higher 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 Best Employee of the Year ဆိုတဲ့ဒီစီလေးကိုရမယ်ဆိုတော့ဖက်ခဲ့အောင်ဖြစ်ပါတယ် higher 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 International Education Center higher higher အခုတကယ်ကို surprise ဖြစ်သွားတယ်ဆရာနဲ့ဆရာမပေးရဲ့ surprise ကိုလုံးဝမပြောနဲ့ထားပါတော့ ဒီကနေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ High Up International Education Center ရဲ့ Annual Anniversary and Award Ceremony အခမ်းအနားစီစဉ်အောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ရှင်